တော့မမြင်အောင်တော်ကန်းနေအဲ့ဖောက်တိတ်ရေးကြီးနေဒုက္ခပဲသွားလေလူသွားတော့မရေဘူးအဲ့လိုမထားနဲ့တိုက်ပြီမှာပေါ့ဝေးလေးရောအသားစားကိုကိုကိုအချိန်မစားချင်လို့မစားတဲ့ဟာကိုဆင်းနေပကံနဲ့ပိတ်တော့ဘယ်လဲဘေဘီလေးဘာမှမစားမလဲကိုဘာမှဝယ်ပေးရမလဲကိုကိုအေးစိတ်နေတယ်မှာစားရင်ပြောမယ်ဇက်ပဲကြီးအေးပါကိုဘေဘီကိုပတ်သွားပါပဲကိုတော့ရညမကဝယ်ပေးမယ်ဆိုလိုက်တဲ့စိတ်ပဲဝယ်လိုက်အေးဝယ်ရဘေဘီလေးဒီမဲ့ဘေဘီလေးမှာလိုက်ပြရပြီကိုဟမ်ဒါတော့50မီလီမီတာဘာလို့ဝယ်လာလဲဘေဘီလေးကလူကြီးဖြစ်ပြီလေအဲ့တော့ကိုကစိုက်အကြီးဆုံးတေချာလေးဖတ်ပြီးဝယ်လာကိုလူကြီးဖြစ်တိုင်းစိုက်အကြီးဆုံးမှမဟုတ်တာဒုက္ခပဲပရီမီယာရက်ကူလာဝယ်လာလကားဖြစ်ကုန်ပြီပြန်သွားဝယ်သွားအခုတော့ဝယ်လာပြန်သွားဝယ်ရောပြီကိုဘာလို့ဒေလီပတ်ကြီးဝယ်လာလဲကိုလည်းစိုက်တွက်လိုက်တော့ဘေဘီလေးကအကုန်စိုက်သေးရဲ့လေအဲ့ဒါနဲ့အသေးဆုံးစိုက်ဖို့ဝယ်လာကိုဒီမှာကြည့်ဒီလောက်တေးသေးလေးကနေတိုင်းသုံးရတဲ့ဟာ155မီလီမီတာလေဘယ်လိုလုပ်သုံးလို့ရမှာလဲတော်တော့ကွာကိုပဲသွားဝယ်ဘေဘီလေးကိုပြန်တော့ဝယ်မယ်နော်စောင့်လိုက်စောင့်နော်ကြွလာအဲ့လောက်အများကြီးဝယ်လာလာရွက်နေရလားကိုကပေးမှာတေချာလေးလာပြီးမှဝယ်လာတာနော်ဘေဘီကလိုက်လိုက်ရှိသားဦးမှာအလွာရှစ်လာပါတော့ကြိုက်တယ်ဆိုကိုကသိသွားပြီအဲ့တော့ဘေဘီလေးညဘက်မှာအေးအေးဆေးဆေးအေးလို့ရအောင်လိုက်ပါဝယ်လာအဲ့ဒီဟာပဲကူးလေးဟိုမှာ290မီလီမီတာဆိုဒီတစ်ခေါက်တော့တော်သွားဝါရဲပါဘေဘီလေးကအနံ့ကြိုက်တာလားမကြိုက်တာလားမသိတော့လေနေသုံးပရီမီယံရောရဂူလာရောနှစ်မျိုးစလုံးဝင်လာ150မီလီမီတာတဲ့ဒီတစ်ခေါက်တော့ကွက်တိပဲဘာမဟုတ်ပါလဲဘေဘာမစားသေးဘူးလေဘေဘီမကိုမမဟုတ်လေကိုဘေဘာမစားသေးတယ်သိရတာနဲ့မုံလေးတစ်ခုမှဝယ်မလာဘူးလားသွားတော့ငါ့ဘွားစင်သွားဒါကိုရနေတော့ငါအစင်းမရပါလားနင်တော့မစင်ပါနဲ့ငါအထုပ်လေးတော့ယူရမယ်နော်သွား